ခြံထဲမှာတယောက်မှလည်းမမြင်ပါလားလူခေါ်ခေါင်းလုံးကြီးကလည်းအဲ့တောင်တမှာတကားကိုတွန်းဝင်သွားမှာအိမ်ကြီးကတော့အတော့ကိုဟောင်းနေပြီပဲကြည့်ရတာလူမနေသေးရဲ့လားခြံထဲမှာလဲခြုံတွေမျက်ရိုင်းတွေနဲ့တကယ်တောကြီးဖြစ်နေတာပဲအိမ်ရှင်တို့ဟာလူမရှိရဲ့လားတက္ကမကြီးတော့ဖွင့်ထားတာပဲအထဲကိုဝင်ကြည့်မှအော်အဖွားကတရားမှတ်နေတာကိုအော်လူလေးထိုင်ပါကွယ်ထိုင်ပါဟုတ်ကဲ့ခေါင်းလုံးတန်တော့အကြားသားပဲကွယ်အမေကတရားမှတ်တာမပြီးသေးဘူးထမကြည့်အားဘူးအော်ကျွန်တော်လည်းတယောက်မှထွက်မလာတာနဲ့ဝင်လာရတာပါခင်ဗျာအော်ဒါနဲ့လူကလေးကဒီကိုလာတာဘာကိစ္စလဲကွယ်ဟိုဒီအိမ်ရောက်နေသတင်းကြလို့ပါအမေအာဟုတ်တယ်လူကလေးကဒီအိမ်ကြီးကိုဝယ်မလို့ဟုတ်လားဟုတ်ကဲ့ခင်ဗျအမေဝယ်ထားတော့ကစာရွက်စာတမ်းတွေတော့ပြည့်ပြည့်စုံစုံရှိတယ်နော်ဘယ်လိုပြောတယ်လူကလေးအော်ဒီလိုပါကျွန်တော်ကကရန်စာရွက်တို့ဘာတို့ကိုပြောတာပါအော်ရှိပါတယ်ကွယ်ရှိပါတယ်ခဏလေးစောင့်နော်လူကလေးဟုတ်ကဲ့အမေသွားပြီးယူပြဟုတ်လားဟောဒီအနှစ်50ကချုပ်ဆိုခဲ့တဲ့အိမ်အယောင်းဝယ်စာချုပ်အရဆိုရင်တော့ပထမတုန်းကအိမ်ကြီးကို Mrs. Margaret တို့ကပိုင်ခဲ့တာပေါ့ဟုတ်လားမေဟုတ်ပါတယ်ကွယ်ဟုတ်ပါတယ် Mr. Foster နဲ့ Mrs. Margaret တို့ပိုင်ခဲ့တာဒါကြောင့်မို့ဒီအိမ်ကြီးကိုဟိုတုန်းကဘုံအိမ်ကြီးလို့ခေါ်ကြတယ်ကွယ်အဲ့ဒီနောက်တော့ညာနှင်းွယ်ဆိုတဲ့မိမတူကဝယ်လိုက်ဆိုပါတော့ဟုတ်တယ်လူကလေးဟုတ်တယ်အဲ့ဒီစာချုပ်ထဲမှာပါတယ်ညာနှင်းွယ်ဆိုတာအမေပါပဲကွယ်ဩအမေနာမည်ကဒေါ်မြနှင်းွယ်ကိုအမေခုနေတာတယောက်ထဲလားဟုတ်တယ်လူကလေးအမေတယောက်ထဲနေတယ်ကွယ်အိမ်တော်ပြိဘောကတွေလည်းမရှိပါလားမေလူကလေးရဲ့အမေတယောက်ထဲနေတာဆိုတော့မလူတော့ပါဘူးကွယ်မလူတော့ပါဘူးဒါကြောင့်မို့လို့အမေကဖုန်ကြီးကြောင်ကိုလှူလိုက်ပြီလူကလေးရဲ့သာတို့ပါခင်ဗျာဩဒါနဲ့ဟောဒီဧကန်းထဲမှာလူ100လောက်ရှိတဲ့ဟောဟိုနိုင်ရန်ကဓာတ်ပုံကြီးကတော့တဲ့ပြီးခန့်တာပဲအမေရွှေရောင်ပန်းပုံကြီးနဲ့အကြနာကိုလှုပ်ထားတာပဲကြာနာလှုပ်ထားရမယ်ဆိုတော့လေအထူးလှုပ်ထားရတာပေါ့ကွယ်တော်တော်ဆန်းတဲ့ဓာတ်ပုံပဲမေမခိုးတရိုလေးပြုံးပြီးတယောက်ယောက်ကိုစိန်ခေါ်နေတဲ့ပုံမျိုးပဲအရွယ်ကတော့အသက်30လောက်ပဲရှိအောင်မှထင်တယ်ဟုတ်တယ်သိဟုတ်တယ်လူလေးလောကကြီးကိုစိန်ခေါ်နေတဲ့ပုံပေါ်လူလေးဟုတ်မယ်သူ့အင်ကြီးတွေကလည်းစုပ်ပြဲပြီးညီမမှလည်းဘာတွေလဲအမေအင်္ဂလိပ်စာတွေရေးထားတာပဲလူကလေးဖတ်လို့ရရဲ့လားမရဘူးခင်ဗျစာတွေကကြီးစလုံးပြောင်းပြန်ဤစလုံးပြောင်းပြန်စီကလည်းပြောင်းပြန်တွေပါနေတော့ကျွန်တော်ဖတ်လို့မရဘူးခင်ဗျအတော်ခန့်ညားတဲ့ပုံပဲကျွန်တော်စိတ်ဝင်စားနေပြီမေဒီပုံကြီးကိုအမေမလူပဲတမင်ခြံထားတာလားဟုတ်တယ်လူလေးဟုတ်တယ်အမေဒီအိမ်ကစင်းသွားမှာပဲဒီပုံကြီးကိုအမေပြုတ်တင်တယ်နောက်ဆုံးမိနစ်စက္ကန့်အထိဒီအိမ်ကြီးမှာပဲအမေနေစီချင်တဲ့စံတာရှိတယ်သားနေစီချင်တယ်ဟုတ်လားဟုတ်တယ်သားဟုတ်တယ်တကယ်တော့ဒီဘိုးအိမ်ကြီးဟာသူ့ရဲ့အိမ်ပဲလေလူကလေးဒါဆိုရင်စောစောကစာချုပ်မှာပါတဲ့ Mr. Foster ဆိုတာလားမဟုတ်ပါဘူးကွယ်မဟုတ်ပါဘူးသူကအမေရဲ့ခင်ဘူးမှာသူအခုရှိသေးသလားခင်ဗျသူမရှိတာကြာပါပြီကွယ်
သူမရှိတာကြာပါပြီသူခမရတနာစီရပါပြီဆက်စုတယ်လို့တော့ကျွန်တော်ကိုမထင်ပါနဲ့နော်ကျွန်တော်ဒီဓာတ်ပုံကိုမြင်ရကြတဲ့ကစိတ်ဝင်စားလို့ပါကျွန်တော်ကိုအမေခင်မွန်းကြောင်းပြောပြပါလားခင်ဗျာအေးပြောပြရတော့လေအရှိကြီးပဲပေါ့ဝမ်းနေကြည်ကိုစီကောင်းတယ်အမေဘဝနဲ့ဒီဘုံအင်ကြီးအကြောင်းပြောရသေးတာပေါ့ကွယ်Thanks for your kindness. မင်းရဲ့ကျင်နာမှုအတွက်အန်တီကျေးဇူးတင်ရမှာပဲ။ကိစီဟိုတုန်းကတော့အထက်တန်းကြတဲ့လူတွေအတွက် special တွဲတွေပါတယ်။အခုအဲ့ဒီတွဲတွေမပါတော့ open to all ဖြစ်သွားပြီပေါ့ကွယ်။ဒါပေမဲ့ယူတို့လိုရင်ကြီးတဲ့လူနဲ့ထိုင်ကုန်ကြီးမြင့်နဲ့ချင်းဆိုင်လာကြတော့ဘုရားသခင်ရဲ့အလူတော်အတိုင်းပေါ့ကွယ်။အန်တီကရန်ကုန်ကိုအလေသွားမလို့လားယင် No အန်တီကရန်ကုန်မှာနေတာအခုမော်လမင်းကပြန်လာတာလေယူကရောအော်ဟုတ်နွေကမော်လမင်းကပါအန်တီအော်ရန်ကုန်ကဖိဖိစီကိုသွားမလို့ပါရှင့်နာမည်ကနွေတဲ့လားဟုတ်ကဲ့အပြည့်စုံပြောရရင်ညနေနွေလို့ခေါ်ပါတယ်အန်တီရှူတီတီနဲ့မမီတို့ကရန်ကုန်မှာနေတယ်ဟုတ်လားအော်နွေမှာမီမရှိတော့ပါဘူး Oh God ဒါကြောင့်လေနွေမီအရွယ်အထူးကြီးတွေကိုတွေ့ရင်နွေမှာတေးပြီးဝမ်းသာနေတာအန်တီရဲ့နွေရည်တီတီကတမအလုပ်လုပ်တယ်လေဖေဖေကရန်ကုန်မှာပွဲရုံလုပ်ငန်းလုပ်တယ်အန်တီအော်တလားကိုတစ်ခါနှစ်ခါဆိုသလိုဖေဖေစီကိုနွေသွားတယ်အန်တီရဲ့ရန်ကုန်စတေးရှင်းမှာနွေတီတီလာကြုံနေမှာပေါ့နော်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဖေဖေလာကြုံနေမှာပါအေးရှုကိုယူတီတီကလာကြုံနေမှာအိုက်ကိုလည်းပက်ထရစ်ကလာကြုံမယ်လေပက်ထရစ်ဆိုတာက my son အော်အန်ကယ်ကလာမကြုံလိုက်ရင်အန်ကမရှိရှာတော့ဘူးကွယ်အန်တီဒါလင်ကရာဇဝတ်ဝန်တော့တူပေါ့ဟုတ်ကဲ့ရှင်ခုတော့ခရစ်တော်မှာထာဝရအိပ်ပျော်သွားရှာပြီလေအော်ဟုတ်ဒါနဲ့အန်တီနာမည်ကိုငွေမသိရသေးဘူးဟုတ်ပါရဲ့အန်တီနာမည်ကMrs. Margaret လို့ခေါ်တယ်။ဟုတ်ကဲ့ရှင်နေတာကတော့အင်းစိန်ဘက်မှာပဲ။ယူကြုံလို့ရှိရင်လားလေပေါ့ဟုတ်လား။ဟုတ်ကဲ့အန်ဒီဟုတ်ကဲ့။ညွေကြုံရင်လားလေပါမယ်နော်။မမနွယ်ကြီးကျမတို့အိမ်ကိုလာလေလားရန်ကုန်မှာသွားနေတယ်ဆိုဟုတ်တယ်မြတ်ကြီးဟုတ်တယ်
နေမမျက်ရှင်စက်ထိလိုက်သွားတာဘာသတင်းကြားသေးလဲဘာသတင်းမှမကြားပါဘူးမမနွယ်ရေဟောလွယ်လာလေတဲ့ဟေးကိုမင်းမောင်ကြီးဟုတ်တယ်ရောနေမို့လေမဖလာလေးငါရုပ်ကုမ္ပဏီရောက်တုန်းရှုကစ်တဲမှာတွေ့လို့နင်ကိုတတိယရတာနဲ့ဝဲလာတာဟာလှလိုက်တာဟုတ်ညညလေးနင်တရောထူတဲ့အခါလေဘေးမှာပတ်ဖို့ဟာအေးတက်တာလေနော်ကျေးဇူးပဲလွယ်ဟုတ်ကဲ့အိမ်မော်တက်အောင်လေမင်းမဆေးရအောင်ရတဲ့နေ့ကျောင်းစမတက်ပဲဘာဖြစ်လို့အလုပ်ဝင်လုပ်တာလဲဒါတော့နော်ရဲ့အိမ်စီးပွားရေးကအဖေယုံလာတာနဲ့မလောက်လို့ပါမင်းမောင်ရေနင်တို့ယောက်ျားပြပြတာတာနဲ့ဆိုရင်တရုတ်ပွဲရုံမှာလွတ်ဖို့မကောင်းပါဘူးဟာရွှေရှင်နေဝင်မကောင်းနေပြီလားနင်ကိနေဆိုရင်နမကြီးနေတဲ့မင်းသားတွေတော့ထမင်းလက်ကုန်မှာဟာသိလားလွယ်တော့နောက်ပါဒါနေပေါင်းဟာနင်ရန်ကုန်အင်းစင်ဘက်မှာတက်တလုံးဝယ်လိုက်တယ်ဆိုအေးဟုတ်တယ်လေအိုးဒီမော်လမြိုင်မှာလဲတိုက်ရှိတာနဲ့ဘာလို့ထပ်ဝယ်ရတာလဲဟုတ်ရန်ကုန်ကပွဲရုံကိုအမြဲသွားနေရတာဆိုတော့နေစီကတိုက်ဝယ်ရတာပေါ့မော်လမြိုင်နဲ့ရန်ကုန်ကတလှည့်စီနေမယ်လေနင်တယောက်တည်းတိုက်ချစ်တလုံးနဲ့ရန်ကုန်မှာဘယ်လိုလုပ်နေမှာလဲဟာတယောက်တည်းမဟုတ်ဘူးအတောင်းလဲပါမှာပေါ့နွယ်ညက်ဦးလေးအတောင်းဝင်ယောက်ျားမဟုတ်မိန်းမမဟုတ်နဲ့အရေးကြောင့်ဆိုနေဘယ်နဲ့လုပ်မလဲဟာအဲ့ဒီလိုလေအခုလောက်တဲ့ယောက်ျားပြပြတတ်တယောက်တွေရောက်လာမှာပေါ့မင်းမောင်ကဲငါတော့ရမယ်ဟဲ့နွယ်အားကိုလောက်တဲ့ယောက်ျားပြပြတတ်တယောက်တော့ရောက်လာမှာပေါ့တဲ့ကို့ကိုရွယ်ပြီးပြောတဲ့စကားပဲဖြစ်ပါစေတော့နွယ်ရှိပြီလေမင်းမောင်ရေနင်ကဘာလို့ဒါတွေလုပ်နေရတာလဲလို့ခက်တော့တာပဲမစေးပါနဲ့ဟာလာသွားလီပိန်သေးတော့ဝင်းနေလို့ဝင်းမှာသွားလီစမ်းမှာဟာနေပါစေဟာငါကတစင်းဧည့်သည်မှမဟုတ်ပဲဟာလှုပ်ရှားရှိတာဝင်ပြီးလှုပ်အောင်မှာပေါ့နေရလေဟာဒါမှမဟုတ်လာကြည့်တာလားအနွယ်ဟိုမှာ3အုပ်တောင်ရှိသေးတယ်ဟာနင့်ဘာသာဧည့်ခံစားရှိတာသွားပြီးတော့ဧည့်ခံမှာဟာအေးလီပြောမရတော့လေငါဘာတက်နိုင်ပါလေမင်းမောင်ဘယ်တော့ပဲကြည့်လိုက်သူ့မှာထန်းနေပူနေရတဲ့အလုပ်ကြီးပဲလုပ်နေတာပါပဲလားတနာစရာကောင်းလိုက်တာဟဲ့ဒီနေ့ညတော့မမသိပ်ပင်မနေပေါ့နော်ဟုတ်အချွေလေပင်မနေရပေါ့နော်အဲ့ချင်းအခန်းထဲဝင်အိမ်ဟလားအဲ့ရပြင်ထားတယ်နော်မအိပ်သေးပါဘူးမမနဲ့မမနဲ့ဆိုလို့မမကိုဒီလိုပဲခေါ်မယ်နော်ခေါ်ပါတချွေရေခေါ်ပါဟုတ်ဒါနဲ့ဘုရားကလက်မင်းကြီးကိုကြည့်ပြီးဘာတွေလွမ်းနေတာလဲဘာမှမလွမ်းပါဘူးမမနဲ့မမီကိုတတိယတယ်မမီကခြေထောက်နှစ်ဖက်စလုံးနားနေတာဆိုတော့စိုးရင်ပြီလို့ဒီနေ့တချွေလုံကြီးဝစ်ထားတယ်နော်ဟုတ်တယ်လေမမဘုရားကိုးစုဆိုတော့လုံကြီးနဲ့မှတင့်တော်မယ်ထင်လို့ပါဘာဖြစ်လို့လဲမမနဲ့ဒီစီရမလေးတမျိုးပဲသိလားတချွေကညီမသိစံနေနော်သိခဏပဲသိလားနောက်ပြီးလေနေကားတော့ဝင်နော်မမနဲ့အလူရှင်းနေကြီးမပြန်သေးပါလားမပြန်သေးဘူးຫນွေရေမပြန်သေးဘူးအန်တီတောင်းလို့စီကလေဘုဟုတုတလေးပါလေစီးဘူးလို့နေခဲ့တာຫນွေဟဲ့မောင်ရွှေထွင်းခင်ဗျာငါစီကတရားရုံးမှာသုံးချဝင်ရတယ်ဘုဟုတုတမျိုးရမှာမဟုတ်ဘူးဟဲ့ဗျာပြီးတော့တူမိမတွေကလေအချင်းချင်းတွေ့ရင်ကလေးမွေးတဲ့အကြောင်းကိုအကြောင်းကြီးကြောင်းရှောက်ပြောကြတာဟဲ့အဲ့ဒါကြောင့်စီးဘူးကျင်တာပေါ့အဲ့ဒီဘုဟုတုတတွေကဥပဒေစာအုပ်ထဲမှာဖတ်လို့မရဘူးအန်တီတောင်းရဲ့တကယ်ပါဗျာအန်တီတောင်းကလေတကယ်
မိမရုပ်အစသာဗျာတကယ်မိမအတိုင်းပဲဘာမှပြောစရာမရှိ လာပြီးညောင်းနေပြီ ပြောစရာဆိုလို့မိမမစစ်တာတခုပဲ အောင်မကြည်သားအကောင်ကဟဲ့ငါမှမိမမစစ်တာတခုပဲဟုတ်လား ဟုတ်တယ်လေ မိမတကယ်ဘယ်နေမှာပြိုင်နေလဲအချက်ပြုတ်မှာပြိုင်မလားအရှာဖွက်မှာပြိုင်မလားပြီးတော့လေလင်ကိုပြုတ်တဲ့နေရာမှာပြိုင်မလားဟောနောက်ဆုံးကျတော့အတွေ့အထိမှာပြိုင်မလားကဲပြောသားမအောင်ကိုရွှေထွေးရဲ့ လေဘင်းကဇလုံးမှာပြိုက်မယ်ဗျာမိမအစ်စ်ကဇလုံးမပါဘူးအန်တီတော့ကဇလုံးပါတယ်လေ ဟဲ့ရှင်းနေသူဟဲ့နေသိရှာထွက်ပင်နဲ့အကောင် ကောင်းတယ်အန်တီတောင်းကြီးအဲ့လိုပြောခံမှာကောင်းတယ်မမတွေဟဲ့မြတ်ကြီးမျက်နှာလေးမကောင်းပါလားအိမ်မှာဘာဖြစ်လဲပြောစမ်းမမတွေကိုမင်းမအော်ရေကိုမင်းမအောင်ရှိပါလေခုမီသိနေတာတွေ့လိုက်သေးတယ် ဟဲ့မြတ်ချင်းဘိုးကြီးချုံကဘာလို့ပြန်လာတာလဲငါဒီမှာကလထိုင်တို့တိမ်ပြီးပြန်လာခဲ့မှာပဲဥစ္စာ အခု ဟဲ့ အဖေလေးအရှိတူမူလဲကြတာခေါင်းခွဲသွားတယ် ဟာ တော်တော်များတယ် တော့ရတယ် စေးမအမေလည်းမသိသေးဘူးအခုအဲ့ဒါလာခေါ်တာ ဒုက္ခပဲဒါဆိုငါဆေးကိုလိုက်သွားမယ်လေ ဖေဟဲ့မိမောင် ဘယ်လိုတော့ဟဲ့ ဒီတိုင်းမသွားနဲ့လေစပင်းယူသွားအချိန်နေဆိုရင်ငါ့ကိုကြောင်းကြောင်းနော် ကျေးဇူးပဲຫນွယ်ကဲမြတ်ချင်းလာတို့ဆေးကိုသွားမယ် ဟုတ်ကဲ့ မမနွယ်မမီအိမ်ရောက်သွားတာကိုကျွန်တော်လုံးဝမသိပါဘူးကောင်းတော့ကောင်းပါလေလေဒီအင်းကြီးကိုတခြားလူလက်ထဲရောက်သွားတာနဲ့စာရဲ့မမနွယ်လက်ထဲကိုရောက်တာကောင်းပါလေကျွန်တော်ဖယ်ပေးပါမယ် မဟုတ်ပါဘူးပက်ထရီရေမမညွေကပက်ထရီကိုမဖေခိုင်းပါဘူးပက်ထရီနေချင်တဲ့လောက်နေနိုင်ပါလေကွယ် ကျွန်တော်ဆုံးဖြတ်ပြီးပါပြီမမနွယ် ဒါဆိုရင်ပက်ထရီဘေးကိုသွားမှလေရင် ကျွန်တော်အတော့ပြည်မှာရှိတယ် အော် ဦးလေးကမော်တော်ကားအင်ဂျင်ရောဓာတ်မီးအင်ဂျင်ရောပြင်တယ်လေ ဟုတ်လား ဝက်ရှော့ဆိုပါတော့လေအဲ့ဒီမှာကျွန်တော်အလုပ်သွားလုပ်တော့ ပက်ထရီတကယ်သွားတော့မှလာရင် ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်ပြီမမနွယ် အေးလေပက်ထရီကဆုံးဖြတ်ပြီးပြီဆိုတော့လေနေမတားတော့ပါဘူးကွယ် မမနွယ်အိမ်ပေါ်မလေးကိုပြန်ပို့ပေးလိုက်ပါကျွန်တော်ပြည်ကိုသွားပါမမနွယ်လာတဲ့အချိန်မဆောင်တာဘူးတော့ခွင့်လွတ်ပါမမနွယ်မမနွယ်မျက်နှာကိုမြင်ကျွန်တော်ငိုခြင်းနဲ့ဒါကြောင့်စွန့်ပိတ်ပြီးထွက်သွားပါပက်ထရစ်ဆိုတဲ့ကာဗျာကောင်အရာသိရင်နေတယ်လို့မထင်လိုက်ပါမမနွယ်တနေ့မမနွယ်နဲ့ပြန်တွေ့ချင်ပြီဒါကြောင့်မမနွယ်နှုတ်မဆက်ချင်ဘူးမမနွယ် Never say goodbye Patrick ပက်ထရီတကယ်ပဲဆွတ်ထွက်သွားပြီမမနွေမိဖို့အတွေ့အကြုံလေးပါပြီပက်ထရီ ဟဲ့နွေ အန်တီတောင်း လက်ထဲမှာလဲ6လုံးကြီးနဲ့ဘာဖြစ်ကြလဲငါညီနဲ့ထိလိုက်တာနော်ငါညီနဲ့ထိလိုက်တာ စိုးတော့ထက်သွားတယ်မမဦးပေါ်အန်တီတောင်းရဲ့ဟုတ်လူလေးခွေးချကြံတာဒီကလက်ဦးမီလို့တာပေါ့အန်တီတောင်းရဲ့ အေးကြည်စမ်းငါတူမလေးကံကောင်းပြီလို့ပေါ့တော်ပါသေးရဲ့ငါကတော့အစကအကောင်းမှလို့သူပေးတဲ့လက်ဆောင်တွေယူလက်ဆက်တော့သူမလိုချင်လို့အတော်ကိုလက်ဆောင်နဲ့များနေတာကို ဟုတ်တယ်အန်တီတောင်းဟုတ်တယ် ဖို့ထွင်မှာတမူမှန်းသိရတော့တော့နောက်လာပါစေအောင်ဘာကိုရှစ်စိတ်ခွဲအောင်ငေါ်ရိုက်ပလိုက်မယ် ကဲအခုမှတော့ဒေါသကြီးမနေပါနဲ့တော့အန်တီတောင်းရဲ့မနေ့ကလည်းလွေရန်ကုန်ပြန်မယ်နောက်ပြီးပြေခစ်တရပွဲရုံကဦးရဲ့ကျူစီကိုလည်းကျွေးသားတောင်းရမယ်မဟုတ်လားဒီတခါမော်လမြိုင်ကိုတော်တော်နဲ့ပြန်နိုင်မှာမဟုတ်ဘူးအန်တီတောင်းရဲ့ အေးလေဒါတော့အနှဲ့အလုပ်ပဲလေအပေါင်းတစ်ယောက်ထဲလွမ်းပြီးတော့နေကြရဥမှာပေါ့
ကြည့်စမ်းဒီကိုလုံးလေးစစ်စီရီပေးချင်လို့ဟာလားသိပြီမနေပြီလားယင်တချွေရဲ့မင်းကိုမမနေမြင်လိုက်ရတာလေရှင်နေမှာစိုးသွားတာပဲကွယ် မမတို့ရဲ့ဘဝဆိုတာဒီလိုပဲပေါ့ပင်မငယ်လို့လေတွေးမနေအားပါဒါနဲ့မမတို့ကျွန်တော်ကိုခေါ်တာကမမနေလေတချွေကိုအကူကြီးတောင်းမလို့အဲ့ဒါကြောင့်မမနေပြည်ကိုလာခဲ့တာ ကဲပြောပါဦးမမတို့မမနေပွဲရုံအလုပ်တွေကလေတိတ်ပြီးများနေတာမဟုတ်လားနေတွေကိုကိုရွေးလိုက်တောင်းရတာလေမမနွေးပဲမမနွေးတယောက်တည်းဆိုတော့ဒီတော့ကတချွေကိုမမနွေဟိုလေရပါတယ်ကျွန်တော်မမနွေအတွက်ဆိုရင်ဘာမဆိုလုပ်ပေးဖို့တာဝန်မလေးပါဘူးဗျာရပါတယ်ဆိုရင်တချွေအန်ဒီနဲ့အန်ကယ်ကိုပြောပြီးဒီနေ့မမနွေနဲ့ရန်ကုန်ကိုလိုက်ခဲ့တော့နော်ကောင်းပါပြီမမနွေကောင်းပါပြီမြတ်နွင်းနေပါလားစက်ကလာကြည့်တယ်တဲ့ဟုတ်လားနွဲကိုတော့မောင်မောင်တို့ကသတိရနေလက်ပါဗျာသတိရနေလက်ဟိုနွဲရဲ့လက်ကုံးတောင်မွေးကောင်းလေးရောဘယ်ရောက်သွားလဲသတိထားနော်သတိထားဒီလိုကောင်လေးတွေကပိုက်ဆံဝါလာမိမကြီးတို့ကတ်ချွဲပြီးသူတို့တကယ်ဆွဲတဲ့အပြိုမရမ်းမာလေးတွေနောက်ပါသွားတတ်ကြတာနော်သတိထားရှင်ဘာလေးလာပြောနေလေရှင်မြင်တာကိုကျမမကြည့်ချင်ဘူးအေးပေါ့လေခုတော့မောင်မောင်တို့ကအဖြစ်ပဲကန်းနိုင်ဆိုတော့နေကအစ်စ်တွေ့နေပြီကိုရှင်လုံးပြီနော်ရှင်လုံးနေပြီမမဦးရှင်လုံးနေပြီဘာနွေဘာဖြစ်တာလဲတချွေညနင်းနေရဲ့ချစ်တော်ပက်ထရစ်ဆိုတာမောင်ရင်ကိုနာမည်ကတော့ဘိုးနာမည်ပိုက်ကျန်တာကြတော့မော်လမြိုင်သူရှင်လို့ဟုတ်တယ်နာမည်ကတော့ဘိုးနာမည်ဒါပေမဲ့လက်တီးကဘာမှလက်တီးကွာကဲကွာပထရလူမေလာဘာကြစပထရရလာစမ်းပါကိုဘလို့ဖြစ်တာလဲအဲ့ဒါဘလို့ဖြစ်တာတော့ချော်လဲသွားလို့ပါခင်ရဲ့တနေ့သိနေတနေ့သိကိုကလေချော်လဲတာဘသူ့ကိုကျိန်းနေတာတော့ခလုတ်တိုက်ပြီးလဲတာခင်ခင်ဟောကငုတ်ကကိုသွားမယ်လမ်းမှာကိုလိုကလန်ခလုတ်တိုက်အောင်လုပ်နေတာကိုအဲ့ဒီခလုတ်ကိုကျိန်းနေတာကိုကလေလမ်းပေါ်ကခလုတ်နဲ့မြန်ရန်ဖြစ်ရတယ်လို့အနွယ်စီမောင်ရင်ကိုပြန်လာသေးတယ်နော်ဟုတ်တယ်ဒီတောင်ရန်ကုန်မှာပဲအသစ်ဆက်တက်ကလေးနဲ့အတော်ပြောနေတဲ့ပတ်ဟုတ်လားအတောင်းရေလွေကိုဒီလိုတော့မပြောဘူးအဲ့လေငါပြောတာနဲတော့နဲသေးတယ်မော်လမြိုင်တညလုံးကပြောနေကြပြီအေးညီနဲ့ပထရစ်ညားနေကြပြီဆိုခိုးလေကလားပိုက်ဦးမရမဆန်းခင်ကဆိုရင်ညီမပထရစ်နဲ့ကိုဝင်အောင်ရနေပြီနဲ့သိလားအေးသူတို့ကဒီလိုတော့ထင်းနေကြသလားဟုတ်တယ်ထင်းနေကြရင်လေယူလိုက်ရုံပေါ့ခုချက်ချင်းငွေရန်ကုန်ပြန်မယ်သွားလေဟဲ့အနွယ်ဟဲ့ကောင်းပါလေအနွယ်ရောဘတ်လေးကတိတ်ကောင်းတာပဲကွယ်မင်းကိုရန်ကုန်မှာထမင်းချက်ဖို့မမတို့ခေါ်သွားရမယ်ဟာကျွန်တော်ကိုအလုပ်ကမရှိကျွန်တော်အများကြီးဝမ်းတာပါရမမခဏလေးမောင်လေးရောဘတ်ကိုထမင်းချက်ခန့်လိုက်မယ်နော်ကောင်းသားပဲမမနွေကဲရောဘတ်ကိုမင်းကိုဒီနေ့ကစားပြီးအလုပ်ခန့်လိုက်ပြီကွာကျွန်တော်ဝန်တာရမကျွန်တော်ဝန်တာရဲဒါကတော့တစ်လငွေ40ရန်ကုန်ပြန်ကိုတခါလေးလက်ခဲ့ရမယ်နော်ကောင်းပါပြီမမကောင်းပါပြီဟုတ်ဒါနဲ့အတောင်းလေးဒီတခါနေရနေရန်ကုန်ကိုတခါလေးလက်ခဲ့ပါလားယင်ဟဲ့ဒီအင်းကြီးကရောဘသူနေမှာလဲလို့တကားပိတ်ထားခဲ့မှာပေါ့အေးလေဒါဆိုလဲအန်တီတောင်းရန်ကုန်ကိုလက်ခဲ့ရမှာပေါ့ခက်တော်တာပါပြီ
ရောဘတ်ကိုတီးတီးချာချာမှားထားရင်ဒီကနေ့ရန်ကုန်သွားပါမယ်လို့ပြောထားတာကိုဒီကလေးမှာပဲ ကဲပါနွေစောင့်မနေနဲ့တော့ရောဘတ်ဆိုတဲ့ထမင်းကျက်ကလာတို့ကိုလိန်သွားပါပြီ သိကြရဲ့လား အော တော့ င်းမယ်လေတင်ကြပါနဲ့တော့ရောဘတ်ကဖြစ်မော်လမြိုင်ကနေထွက်သွားပြီနဲ့တော့ ရှိပါစေတော့မအနွယ်ရောဘတ်ကိုတော့ပွားမနေပါနဲ့တော့ရန်ကုန်ကိုပြန်ကြပါစို့နော် ကောင်းပါပြီရဲ့ရှင်ဒိမ်မုံနဲ့ငွေလာရမင်းမုံမုံငါရဲ့မောဒိမ်မုံနဲ့ငွေလာရမင်းမုံမုံငါရဲ့ကျေယူငယ်ချိုမိရှာလို့ရွရွရဲ့ဆံမင်းမသူလေဘာလို့ကြရတော့ဘယ်နဲ့ရင်နေတာတော့ ဘာလဲပထရစ်ဒီမမကိုဥစ္စာဆောင်မလေးဘွားဒီနေ့ပေါ်လာတယ်လို့မြန်ထင်နေလို့ဟုတ်လားခြံတကားပိတ်ထားလို့ခွေးတို့ဘောက်ကနေဝင်လာရပါတဲ့ရှင် မဟုတ်ပါဘူးနေစမ်းပါဦးမင်းကဘသူလဲဘသူလဲ အော်ပထရစ်ကလည်းကွယ်ခင်မမကိုမမှတ်မိတော့ဘူးလားပီတာတန်းဖေရိုရဲ့ပါတီပွဲမှာတစ်စပွဲနဲ့အတူထိုင်ခဲ့တဲ့ဥစ္စာရာဇဝတ်ဝင်တော့ဥပါပါရဲ့တူမလေ အော်ဟုတ်ပြီမှတ်မိပြီ အမိ အနာစရာဗျာခွေးတို့ဘောက်ကဝင်ခဲ့ရတယ်လို့ဒါနဲ့နေစမ်းပါဦးကိစ္စက အော်ဟော်ရီမော်လမြိုင်ကအိမ်ကြီးရောက်မှုကိစ္စမှာပက်ထရစ်တယောက်တည်းဒလဝန်လုပ်နေရတယ်ဆိုတာသိလို့ပက်ထရစ်အတက်လေဟော်ရီမှာကျသားဂျော်ရီပါမုတ်ထောပတ်တုတ်တွေရောပါစားလိုက်စမ်းပါပက်ထရစ်ရာစားလိုက်စမ်းပါ နေပါစေခင်မမရေကျွန်တော်မလေးကျွန်တော်ခွတ်မနေပါနဲ့ကျွန်တော်လည်းနဲ့ကျွန်တော်ပဲယူပြီးတော့စားပြပါတခုတော့တောင်းမှမရစီဗျာခုလိုခင်မမလာတာကျွန်တော်မိမတိသွားရင်မကောင်းဘူးဗျာနောက်ကိုမလာနဲ့ဗျာ ပက်ထရစ်ရဲ့ခင်မမကထရစ်ကိုချစ်လို့ပါ ဟုတ်ဗျာခင်မမခင်ဗျာထွက်သွားရင်ကောင်းနိုင်မယ်ထင်ထွက်သွားဗျာ အေးလေနှင်းတော့လေသွားရတာပေါ့ရှင် ဘယ်လိုလဲနေရာကြက်ခဲ့လားခင်မမ နေရာမကြကြပါပဲဒါပေမဲ့ခင်နှူးရင်ရမှာပါကိုဦးရဲ့ ရှုံးပါတယ်ခင်မမရေရှုံးပါတယ်ဘက်ထရစ်ဆိုတဲ့ကောင်တော့လေထောင်ကျောက်ထဲကိုဝင်တော့မယ်ကျင်းသေးပါပဲ ဟုတ်တာပေါ့ ဘက်ထရစ်ငါအကြောင်းမင်းမကြခင်သိရမယ် စိန်ကြီး လာပါပြီတောင်းတော့လာပါပြီ ဟဲ့စိန်ကြီးကမဲမင်းရှော်ခိုင်းတာခုတိမရှော်သေးဘူးလား အော်ကိုပက်ထရစ်ကိုထမင်းကျွေးပြီးရှောရမယ်တော့ရဲ့ရှော အမေလေးတော့လက်နဲ့ချီနဲ့ရှိတဲ့သူများခုကျွေးမှစမ်းနေတယ်လားဒီနေကလည်းမော်လမြိုင်ကနေတကူရကသွားခေါ်ခဲ့ရပြန်တယ်ငါတော့အံ့ရော ဦးတောင်းတော့လေကြောက်တော့ပါဦးမတောင်းတော့ အိုး ကြောက် ကြာ တော့ပါ ကြာ ဦး မြစ်တာကိုမရှိဘူးဒီမှာတစ်စိတ်ကလေးနားထောင်ပါအောင်အဝိရှော်တဲ့လူတစ်ယောက်ချင်းရှိမိနေရဲ့အဝိစားလဲလျှော်ရမင်းရဲ့အဝိစားလဲလျှော်ရဆိုတော့တစ်စိတ်ကလေးညတာဖို့ကောင်းပါလေတနေ့တစ်ထည်လဲနေတော့လျှော်တဲ့လူကလည်းမတတ်နိုင်ဘူး ငါဘွားစိတ်ဆင်းရဲရတယ်ဘွားမမနေငါရှစ်ဆက်ဘယ်လိုစခန်းသွားရမလဲခင်မမပါလား
ဒါလေးအင်းထဲဝင်မအောင်ထိုင်မအောင်မြမမနွယ် ဘာလဲမောင်လေး ဟုတ်တာကျွန်တော်မိတ်ဆွေခင်မမာတဲ့ အော် ရာဇဝဝင်တော်ဥပါပါရဲ့ဒူမပေါ့ဗျ ဟုတ်လားထိုင်ပါရှင်ထိုင်ပါတခုရှိတော့ခင်မဒီကိုလာကိစ္စနေလား ဟုတ်ဘာမှချင်းထားတဲ့ကိစ္စလေးရှိလို့ရန်ကုန်ကိုလာတာပါအဲ့ဒါပက်ထရစ်တို့အိမ်မှာပြန်တဲရမလားလို့ပါအိုးပြောနေရတဲ့လူတွေမှမဟုတ်ဖ ೇನೆ ပက်ထရစ်ရဲ့မိစီပဲရပါတယ်ကျေးဇူးပါပဲမမຫນွေပက်ထရစ်ຫນွေမရှိလို့ပြင်းနေပြီလားຫນွေမရှိလဲခင်ရှိတာပဲဟာခင်ကပက်ထရစ်ကိုပြောင်းလုပ်ပြီးမှာပေါ့ဒီမှာခင်မကျုပ်မိမမရှိတော့ကျုပ်ကိုဒီစကားမျိုးတွေလာမပြောပါနဲ့ဒီတစ်သက်မှာကျုံမိမအပေါ်စာဖောက်ပြီးတခြားမိမကိုစိတ်ရောက်မဲ့လူစားမျိုးမဟုတ်ဘူးဗျကဲဘာလို့ရင်းနေဘာလို့ရင်းတာလဲဗျတနာစရာကောင်းလိုက်ပါပြီးတော့ပက်ထရစ်ရဲ့ဘာဖြစ်တာလဲအတွေ့ဟာမော်လမြိုင်လမှုရန်ကမင်းမောင်နဲ့ဖောက်ပြားနေတယ်ဆိုတာပက်ထရစ်မသိဘူးဟုတ်လားဘာမမမင်းမောင်နဲ့ဟောက်များဟုတ်နေမလားမောင်လေးပက်ထရစ်မမလေးအရေးကြီးကိစ္စနဲ့မောင်လေးကိုတွားရအောင်မေကျွန်တော်လိုက်ရမလားမောင်လေးမလိုက်ပါနဲ့ကွယ်မမတယောက်သေးပဲတွားပါမယ်မမတယောက်တည်းဘယ်ဖြစ်ပါမလဲကျွန်တော်လိုက်ပါမယ်ဗျာဟုတ်ကွယ်မမတယောက်တည်းသွားရမယ်ကိစ္စမို့မောင်လေးကိုမခေါ်ရပေါ့ကဲတွေ့ပြီလားပက်ထရစ်မင်းရဲ့အချစ်တော်မြတ်မြတ်ချေနှင်းနွယ်တယောက်လေမင်းမောင်စီသွားပြီလေမင်းမောင်စီသွားပြီငယ်ကချစ်အနှစ်တရာမမေ့တာကိုကိုတစ်ဖက်သက်ချစ်နေတဲ့ခင်ကိုတော့ဖုတ်လီတဲ့ငပိရှိလီတယ်လို့တော့မအောင်မေဘူးမင်းမောင်နဲ့တလှဲ့မင်းနဲ့တလှဲ့ပျော်တော့ဆက်နေတဲ့မြနှင်းတွေကိုတော့မင်းကတန်းတန်းဆက်ဖြစ်နေတယ်ပေါ့တော်ဗျာသူဘာဖြစ်ခမရဘူးတမရားသားမှမပါဘူးစေနာကိုဝေဒနာလို့အောင်မရင်မှားမှာပေါ့ပက်ထရစ်ရဲ့သိမှားသွားမှာပေါ့ခင်မပြောတာဟုတ်ချင်ဟုတ်မဖြစ်ဘူးငါမော်လမြိုင်ကိုလိုက်သွားပြီတိတ်စူစမ်းကြည့်ရမယ်မိမကတိတ်ပြီးကြောက်စရာကောင်းအချစ်မရှိတော့ရင်ငါဘဝအသက်ရှင်နေလို့အပူပဲဟောလော်လီကားကြီးလာနေကားရှိတိတ်ဆိုင်ကားသမားတွေတက်ခေါင်းထဲပို့ရင်လည်းခွဲမှာလားငါဆွဲထားပြီလို့သာပေါ့ကွာခင်ဗျာဟာခင်ဗျာကိုပုံမဟုတ်လားဟုတ်ပါဗျာပုံညပါဟာကျုပ်တော့လောကကြီးကိုအတော်စိတ်ကုန်သွားပြီဗျာ။အိုးလောကကြီးကသူ့ဖာသာနေတာပါကွာ။လူတွေကိုစိတ်ကုန်တာဖြစ်ပါလိမ့်မယ်။ဟုတ်တယ်မဟုတ်လား။ဟုတ်ပါတယ်လေ။လိန်နဲ့မိန်းမတွေကိုပုံရဲ့မင်းကမိန်းမတွေမလင့်တပတ်အလုတ်ခံလို့ပေခြင်းစိတ်ပေါက်သွားတာဟုတ်လားဆိုပါတော့ဗျာအေးမင်းကမလိန်တတ်တော့သူတို့လိန်တာခံရတာပေါ့ကွာမင်းကလောကကြီးမှာနေနီးထိုင်နီးမှမတတ်ဖဲဘူးကွာနေစမ်းမအောင်ဗျာကိုပုံရောလောကကြီးမှာဘယ်လိုနေရမလဲဆိုတာကိုခင်ဗျကျုပ်ပြောစမ်းမအောင်ဗျာဟေးဟုတ်ပြီငါမင်းကိုပြောပြမယ်တေးချာနားတော့ဟုတ်လားဟုတ်ကဲ့လူတိုင်းဟာလူမတတ်ကြပါဘူးကွာဒါကြောင့်လဲလူတိုင်းဟာလူတတ်သမားမဖြစ်နိုင်အေးအဲ့ဒါလိုပဲလူတိုင်းဟာမခိုးကြဘူးကွာဒါကြောင့်လဲ
လူတိုင်းဟာပခိုးလည်းမဖြစ်နိုင်ကြဘူးပြီးတော့လူတိုင်းဟာသူများမယားကိုကြာမခိုကြဘူးဒါကြောင့်လူတိုင်းဟာသူတနတ်တော်တွေမဖြစ်နိုင်ဒါပေမဲ့အနည်းနဲ့အများဆိုသလိုလူတိုင်းဟာလိန်ပြောတတ်ကြတယ်ဟုတ်လားဟုတ်ပြီးတော့အသက်မွေးဝမ်းကြောင်းအဖြစ်လိန်ရတာနဲ့ရိုးရိုးလိန်ရတာနှစ်မျိုးပဲရှိတယ်လိန်တော့လိန်နေတာကြီးပါလေအဲ့ဒီထဲမှာကိုကမလိန်တတ်ဘူးဆိုရင်အလိန်ခံရဖို့သေချာနေပြီပေါ့ကွာဒါကြောင့်မင်းလိန်ရမယ်လူလိန်လိုနေရမယ်ကျုပ်ကအမှန်တရားကိုတန်ဖိုးထားတယ်ဗျာအေးထားရမှာပေါ့ကွာအမှန်တရားဆိုတာအဖိုးလဲတန်တယ်မျက်နှိုးကိုလည်းကောင်းတယ်ဒါဖြင့်ခင်ဗျာလိန်တာကိုကောင်းတယ်လို့ဘာကြောင့်ပြောရတာမဟုတ်ဘူးလိန်တာကိုကောင်းတယ်လို့ငါမပြောဘူးကွာလူလိန်လုတ်တင်တယ်လို့သာငါကဆိုလိုတာပါဟာခင်ဗျားစကားဘာထူးသေးလေဗျာခင်ဗျာအတူတူပဲမလားဗျာမတူဘူးကွာမတူဘူးလူတွေဟာဘာကြောင့်လိန်နေတယ်ထင်တယ်လဲအမှန်တရားကိုတန်ဖိုးမထားလို့ပေါ့ဟာမဟုတ်ဘူးကိုလူမဟုတ်ဘူးအမှန်တရားကိုတန်ဖိုးထားဖို့လိန်နေကြတာအဖိုးတန်တဲ့ပစ္စည်းမှုချွေတာတဲ့အနေနဲ့မသုံးဘဲနဲ့လိန်နေကြတာကွာကိုပုံစကားအဆမ်းပဲဗျာကဲကွာမင်းနဲ့ငါပြန်လေတွေ့ဆုံခြင်းအထိတ်မှဖြစ်နေဟောလက်ဖေးဆိုင်မှာသွားပြီးတော့လက်ဖေးတောက်ကြလာအနွယ်နင်းဒုက္ခကလက်တကွဲနဲ့တားတွဲလောက်နေပါလားလူလောကရဲ့ဧည့်သည်အစ်စ်ကလေးဖြစ်တယ်မင်းကလေးကတော့တောကမရှိအိမ်လိုက်တာချစ်စရာကြီးပါလေကွယ်အနွယ်မင်းဘဝကိုဖြစ်နိုင်ရင်ဒီကကိုလို့တာဝန်ယူခြင်းပါလေကိုဟာနှွဲ့ကိုတစ်ဖက်သက်အုံဘုံဖြစ်ခဲ့ရတယ်ပါအနွယ်မိုးနေတယ်နင်အားငယ်လို့လားမငိုပါနဲ့ဟာငါတယောက်လုံးနှစ်ယောက်မှရှိသားပဲဟာနေကတသေးလုံးဒီလိုပဲရှိနေမှလားမင်းမောင်ကြီးအာနာစီကောင်းလိုက်တာအာမနာပါနဲ့နော်ရဲ့ငါပဲရှိတယ်ပဲဥစ္စာပဲအာနာစီကြီးလူယူကြီးကမင်းနေဆောင်ဖြစ်နေရတယ်လို့ကဲဘာမှပြောမနေနဲ့တော့မင်းနေတဲ့စားဖို့ထမင်းချက်ရမယ်ငကြီးကလေးကိုကြွကြော့တန်လွန်ရဟင်္ကာချက်ဒါမှနင်လို့ထွက်မင်းမကြီးဒါလူပြူကြီးတွေလားကလေးအဖေကြနေရပြီအုံဘုံဖြစ်နေတာကြာကြီးဖြစ်ခဲ့တာငိုပါနဲ့အာမငယ်ပါနဲ့အသေးကမြတ်တာပါချစ်အားကိုရမှာဦးမရဲ့ဆုံးရနာတဲ့လုံးလာနေနိုင်မလားလို့တန်လျာစိတ်တွေဖြာအုံမုံချင်နေတာကြာကြီးဖြစ်ခဲ့တာငိုပါနဲ့အာမငယ်ပါနဲ့အသေးကမြတ်တာပါချစ်အားကိုရမှာဦးမရဲ့ဆုံးရနာတဲ့လုံးလာနေနိုင်မလားလို့တန်လျာစိတ်တွေဖြာဒီနာကြရီညာကြီးပါပဲဆုံးလို့နိုင်မှာမလားလူပြိုကြီးဘဝပြတ်ဆုံးကပြုစုကျင်နာမှာစီသွားထမင်းချက်နေနေဆောင်ချောစရာအနည်းလေမကြံအောင်ပဲအလုံးအတွက်စိတ်ချယုံကြည်ပါဒီကောင်မကျုပ်ကိုဒုက္ခပေးတော့မယ်ဗျာဟာဘယ်ကကောင်မလဲကွာရွှေကောင်းရမြနင်းနေပေါ့ဗျာညကအိမ်မက်ထဲမှာ तू က
နှင်းစီပန်းလေးကျုပ်ကိုလာပြီးတော့အတိတ်ကောင်းမယ်ဆိုပြီးတော့မြင်းပွဲမှာရွှေနှင်းစီဆိုတဲ့မြင်းကိုပုံအော့ပြီးတော့လောင်းချလိုက်ကျုပ်ရှိတာမွဲပြီဗျာ ဟာမင်းကမွဲအောင်ငကူတော့ကဘယ်နှပြားများရှိလို့လဲလို့ဟမ်ရွှေတော့နစ်နာတာတွေဆုံးရှုံးတာတွေကိုကခံလိုက်ရတာတွေတွေးမနေစမ်းပါနဲ့ကွာကဲအရက်တော့ပြီးပျော်ပျော်နေစမ်းရောက်ချစမ်းပါကွာချလိုက်စမ်းပါဒီနေ့ညဒီဟိုတယ်မှာပဲငါတို့အိတ်ကြရမယ်ကွာရောက်ချပါချပါမှာ Hello Patrick ဗျာကျုပ်နာမည် Patrick ပါရဆိုးမင်းလူမနေပြီချင်း ဟုတ်တယ်သူကရွှေကောင်းမှာရဆိုရဲ့အဲလူမနေ No မမှားဘူးကျွန်တော်မမှားပါဘူး ဒုက္ခ ကျွန်တော်ကမော်လမြိုင်မှာထားဝင်ချခဲ့တာပဲ Patrick ကိုကျွန်တော်ခေါင်းသိတယ်ညနေနဲ့ဘာကြောင့်ခွဲခဲ့ရတဲ့ဆိုတာလဲသိသိချာချာသိတယ် ဗျာ Patrick ကိုတွေ့ကျင်တယ်အတော့ပဲလူကလေးကျွန်တော်မှလူကလေးကိုပြောရမယ်စကားတွေအချွေးထင်နေအဲ့ဒါဘာလဲဆိုတော့အဲ့ဒီညနေနဲ့လူကလေးခွဲသွားရတာတကယ်တော့အောင်မောင်ဦးရဲ့လက်ချက်ပဲ ဘယ်လိုရ Yes ဟုတ်တယ်မမဦးဟာသူ့မယငယ်ခင်မမဆိုတဲ့ခေါင်းမလေးကိုလူကလေးစီလွတ်ပြီးကွက်ဆင်ခဲ့တာပဲကျွန်တော်ရဲ့ကလပ်ရှင်ကြီးရဲ့ကိုခေါ်ပြတော့ကဆိုရင်လူကလေးကိုထွင်လွှဲခဲ့ပြီးသေးတယ်ညနေတော့လေကျွန်တော်ပြလိုက်လို့ထိထွားရတာပေါ့ အော်ဖြစ်ကဒီလိုဗျာဟင် မချသေးခင်ကမှခင်မမကလူကလေးထောက်တဲ့ကော်ဖီထဲမှာအိတ်စိတ်ခပ်ပြီးလူကလေးအိတ်ချောသွားတော့မှအဝတ်စားတွေချုပ်ပြီးဖောက်ဖြားတဲ့ဟန်ဖန်တီးထားတဲ့ဆိုတာသိရတော့လေကျွန်တော်ကိုခွင့်လွှတ်ပါလူကလေးတို့လည်းမရခွဲတဲ့ခိစ္စကျွန်တော်ပါပြက်ခန့်စင်းတဲ့မှာဝင်နေတယ်ထောင်းမှန်ပါတယ်လူကလေး I'm very sorry yes ကျုပ်တို့လည်းမရကွဲတာအဲ့ဒီချက်ပါတော့ပါပါဒါပေမဲ့မြန်နင်းຫນွယ်နဲ့မင်းမောင်တို့ဖြစ်တဲ့ကိစ္စကြောင့်ရာဇဝတ်အုပ်ကြီးတို့မပါပါဘူးဗျာ ဟာအဲ့ဒါခင်ဗျတက်ထင်လွဲနေတာပဲလူကလေးအဲ့ဒီလိုထင်လွဲအောင်ခင်မမကကြောက်ထွန်းလိုက်တာမဟုတ်လား မဟုတ်ပါဘူးမြန်နင်းຫນွယ်နဲ့မင်းမောင်တို့ညာကြီးမင်းကြီးချင်းတွေ့ကြတာကိုကျုံမျက်စိနဲ့တအမြင်ခဲ့တာပဲဗျာ ဟော no ဟဲ့ဒါကြောင့်ခက်ခုံတာပေါ့အမှန်တော့ညနေနွယ်နဲ့မင်းမောင်တို့ကရိုးခင်ကြတဲ့တငယ်ချင်းတွေပါ ဗျာ ဖုံးချွတ်ခွဲရှုပ်ချင်းထွေးချတာကမင်းမောင်နှမညရှင်ကြောင့်ပဲ မင်းမောင်ရဲ့နှမညရှင်ကြောင့်ဟုတ်လား Yes ဟုတ်တယ်သိဟုတ်တာပေါ့ညရှင်ကဖက်ကုမှလွတ်တတ်မှုဖြစ်ပြီးဝရံပြေးနေရတာညရှင်မော်ရမင်းရောက်လာတော့ဖလိပ်ဘက်ကမသိအောင်ညနေနွယ်နဲ့ထိတ်တွေ့ပြီးထိုင်ပင်ကြတာပဲ ကံအကြောင်းကဒီလိုဖြစ်ဖို့ကြုံလာပြီကိုအမှားအယွင်းနေတော့ဖြစ်ကုန်ပါပြီဗျာ ချုပ်လေလူကလေးအတွက်စိတ်မခေါင်းပါဘူး ကျုံမှားပြီကျုံမြန်နေတဲ့စီကိုပြန်မယ်ကျုံအမားတွေကိုဝန်ချတောင်းမှမှဖြစ်တော့ No အခုမှတော့မဖြတ်မှန်းနဲ့ ဗျာ You don't go back ဘာဖြစ်လို့လဲ because why ဘာဖြစ်လို့လဲဆိုတော့ညနေနဲ့ကမင်းမောင်နဲ့လက်ထပ်လိုက်ပြီ ဗျာဆက်လေချင်းကပ်မိပြီတစ်ဖက်ကိုအလုံးကူးကြဘိုချီဟောဒီမှာကလာရသဘောတရားကလေးခေါ်လာတယ်ဘိုချီဒီမှာသူ့ရဲ့တနပ်ပါဘိုချီ အော်ဟောလက်ဆက်တတ်တော့ဘယ်သူများလဲအောင်းမိတာမင်းကိုကွာကို့မှာရာဇဝတ်အုပ်တယောက်ဖြစ်ပါရဲ့ကဲပင်လေဓမြတိတ်တာကိုမခုခံနိုင်ဘူးဟုတ်လားဟမ်ပြည်သူတွေအပေါ်မှာတာဝန်မကျေတဲ့ကောင်သိစမ်းကွာဟေးကလေးတွေကနှောင်းကိုဖြုတ်တာဘယ်သူလဲကွာဟမ်ကလေးတွေပစ္စည်းကိုမလုပ်ပါနဲ့လို့မင်းတို့ကိုပြောထားတာဘယ်နဲ့ချင်းရှိပြီလဲဟမ်ငါပြောထားတယ်မလားစီကမလိုက်နိုင်တဲ့ခွေးကောင်မျိုးတွေသိစမ်းကွာ မင်းမောင်တ
သူဘယ်လိုလုပ်ကြမလဲမင်းမ ဒုက္ခမင်းမလည်းနေမလဲအန်ဒီတော့လေ ဟိုမင်းမ ဘာညာငွေထုတ်ပြလိုက်ရင်ပို့ဗျ ခဏငါတို့ကန်စုမသွားလေရငိုလိုက်လို့ရပါရောလားမင်းမောင်ရဲ့စီဝါပြလို့အိမ်ကြီးပေါင်ရမ်းငွေပိုက်ဘိတ်ကိုကုန်ပြီးတော့ဆက်နေလိုက်ခေရတော့ခုတော့ကိုရုံနေပြီပါမင်းမောင်ရဲ့ အန်ဒီတောင်းရလေဗျာဒုက္ခ မလုပ်ပါနဲ့တမကြီးရဲ့အဲ့ဒါလေးကုန်သွားရင်တော့ကျမတို့မွေးပါရင်တော့ခွေးလုံးလုံးဖြစ်ပါပြီတော့ အန်တီတောင်းနေမင်းမောင်လို့ပါသူတို့ကတော့ငါ့ကိုမျက်နှာအဝတ်စီထားမသိကြဘူးကြုံမှကြုံရမှာ တောင်းပါပါလေရှင်တောင်းပါပါလေရှင်ကြီးခေါင်းရဲ့ကျမတို့တရားလေးပဲရှိလာတော့တယ်ဒါလေးကိုရင်မွေးပါရှင်တောင်းပါပါလေရှင်ပြန်ပေးကြပါပြန်ပေးကြပါ ကဲနောက်တော့ကျန်တာ ပြောဖတ်ဖို့ကြီး ဒီလောက်တောင်းမှနေရင်လေဒီမိန်းမရှာကြီးကိုနည်းနည်းပါးကခိုင်းပြီးတော့ကွာသူ့ပတ်စံနေပြန်ပေးလိုက်စမ်းကြားလား ဟုတ်ကဲ့ ကြားလား ကြားပါတယ်ဖို့ကြီးကြားပါတယ် ကိုပုံညကျွန်တော်ဒီမှာလေ ဒီလိုလေ Mr. Max G Sin အမည်ခံရွှေကောင်းလေဗျာ ဟာရွှေကောင်းပန်ချာဘီကောင်းမောင်းနေမုတ်စိတ်မိုးနေနေဆိုတော့ငါတော့မမှတ်မိတော့ဘူးကွာဟာမင်းဟာဒီဟိုတယ်ကိုလာခဲ့ပါဆိုလို့သာငါလာခဲ့ရတယ်မင်းရုပ်ဖြတ်ထားလိုက်မယ်လို့မတွေးမိဘူးကွာဟာဒီစံကွာ ဒီလိုမှရုပ်ပြောင်းရုပ်လွဲမလုပ်တတ်ရင်အဖက်ခံရတာကြာလာပြီပေါ့ဗျာ အေး ခင်ဗျာ ဒါနဲ့နေသမောင်ရန်ကုန်မင်းဘာကိစ္စနဲ့လာတာလဲငါ့ကိုရောဘာလို့တွေ့ချင်ရတာလဲ ဖြုတ်လာတဲ့ကိစ္စက၃ခုရှိတယ်ဗျာကိုပုံရင် ဟုတ်ပြီ ပထမတစ်ခုကပြင်သစ်ကရောက်နေတဲ့ရတနာကုန်းနဲ့ဂျွန်စီယာမော်ရင်းနဲ့ရတနာအယောင်းဝယ်လုပ်ဖို့ကိစ္စ အာဟုတ်ပြီဒါပထမကိစ္စပဲ အဲ့ဒီကိစ္စကတော့ပြီးသွားပါပြီလေ ဟုတ်ပြီ ဒုတိယတစ်ခုကခမည်းစီကအကူကြီးတောင်းရ ဆိုသမောင်ငါကဘာလို့ကူညီရမှာလဲကွာ ညာနင်းွယ်နဲ့ဂျုပ်သားလေးတိတ်ပြီးဆင်းရဲနေတယ်ဗျာ ဟမ် မင်းမောင်ကလည်းရှမ်းပြည်ဘက်မှာကုံကူးသွားရင်းနဲ့ဓမြအတက်ခံရလို့တည်ပြီးလို့ကြားတယ် ဟာ ဒီတော့ရင်သူတို့ကိုကျွန်တော်ကြာနာဗျာထောက်ပံ့ရင်ပြီးတော့ဘာဘူးကလားလက်ထဲပေါင်ထားတဲ့ကျွန်တော်တို့ဂျူကုန်းကဘိုးအင်ကြီးကိုလည်းပြန်ပြီးရွေးချင်တယ်ဗျာ အေးလေအဲ့ဒီတော့ငါကဘာလို့ပေးရမှာတော့ မပြောဘူးဟမ်ရောက်ဟောဒီအိတ်ကိုယူသွား ဘာလဲကွာ အထဲမှာငွေတွေပါတယ်မမတို့ရဲ့အတွက်ဗရမယာတစင်စာနဲ့စိန်တစင်စာလည်းပါဟာနောက်ပြီးဘိုးအင်ကြီးကိုလည်းရွေးပြလိုက်ကျွန်တော်ဟိုဒါတခုတော့ကိုကြီးပါဗျာ အေးဟုတ်တယ်ဒါတော့ကူညီရမှာပေါ့ကိုရွှေကောင်းရမင်းစိတ်တချစိတ်ကြီး တခုတော့ရှိတယ်ဗျအေးတခုတော့ရှိတယ်အဲ့ဒါမှလိုက်ပြရစီ ပြောရမှာ ဒါတွေကိုပြီးတဲ့သူဟာကျွန်တော်ဆိုတာကိုမသိပါစေအဲ့ဒါကိုတော့ခင်ဗျာလိုက်နာစီဘယ်နဲ့ အေးကောင်းပြီလေကွာဒါနဲ့မင်းလာတဲ့ကိစ္စကသုံးခုဆိုနောက်ဆုံးတစ်ခုကရောဟိုငါအခုညီလူလေးလားမင်းဘာမှအားမနာနဲ့တော့ပြောမြင်တက်ပြော မလိုပါဘူးကိုပုံအဲ့ဒီကိစ္စကတော့ကျုပ်ကိုယ်တိုင်လုပ်ရမယ်ကိစ္စ ဘာကိစ္စလဲကွာငါ့ကိုအတီလေးပါလေးပေးဦးလေကွာ ကျုပ်လာခဲ့တဲ့တတိယကိစ္စကခင်မမတမလွန်ဘဝပို့ပေးဘူးဒီကောင်မဟောဒီဟိုတယ်အပေါ်ရမှာအကောင်တကောင်နဲ့လာတဲနေတယ်ဆိုကျုပ်သိပြီဒီဟာမကိုတတ်ပြီးကျုပ်ပင်လေပြင်ကိုပြန်မိုက်လာကြီးလားရွှေကောင်းရဲ့မိုက်လာကြီးလားမိုက်ဆာရှိမိုက်ချင်ဆိုတာလို့မိုက်လက်ဆနဲ့ဆက်ပြီးမိုက်လက်ရအောင်မှာပဲဗျာကဲကိုပုံခမည်းနဲ့ကျုပ်ဒီနေရာကနေလမ်းခွဲကြဆိုဗျာဒီမှာမကြီးဒီမှာကလေးပဲတဲ့နှစ်ပြားဘူးလူချင်း လာပါပြီရှင်လာပါပြီရပါတယ်ကိုရှိချူကြီးပါလားတော်တော်လက်တွေကြည့်စမ်းဒီကတော့တကယ်မှတ်လို့ထမင်းဆိုင်ရင်ဘတ်တက်ကပြေးလာတာ ဟေးအလွယ် ရှင် နေ့ဆိုင်ရောနေ့အိမ်စုံရောထားခဲ့ပြီတော့ကဲရန်ကုန်ကိုသွားကြမယ် ထိုင်စမ်းပါဦးကိုရှိချူကြီးရဲ့ဟုတ်ဒီမော်လမြိုင်ကနေရန်ကုန်ကိုဘာတက်လို့မှလဲလို့ဟုတ်သွားဖို့လို့နှဲမှာလေစီးနေမရှိဘူးဟာသွားလည်းမသွားကြည့်ပါဘူးကိုရှိချူကြီးရဲ့ အိုးနေဘာမှမသိပါဘူးຫນွေอ่ะ
你给我在这上来的差了比哈，你的铁皮比比呀，你的铁皮比了耶。我学徒爷，那是俺们是哪里什么呢？哦，可罢了。林对路木苏嘛偏离了不嘛？啥也到一个的苗，我咱们说你大力出卡的苗，苗有生意的了，这个学徒爷。啊，那你让好吧不哈？俺这个表你的那耶，阳光就光嘛不一嘛，你弄大阿米点你家比多。哎，俺表咱们用好的啥拍子，该要求拍子的。OK。တူမကြီးညနေနေတူမကြီးကတော့ဦးလေးကိုသိမှာမဟုတ်ဘူးဦးလေးနဲ့တူမကြီးရဲ့အဖေဟာအလွန်ရင်းနှီးတဲ့မိတ်ဆွေပေါ့တူမကြီးရဲ့အဖေဟာတူမကြီးဒုက္ခရောက်ရင်ပေးဖို့ဆိုပြီးဦးလေးစီမှာငွေတွေအပ်ခဲ့ပါတယ်ဒါကြောင့်တူမကြီးအပေါင်ဆုံးခဲ့ရတဲ့ကျိုးကုန်းကဘူအင်ကြီးကိုလည်းဦးလေးပြန်ကြီးလိုက်ပါတယ်လောလောဆယ်တူမကြီးသုံးဆွဲဖို့ငွေ9000ပေးလိုက်ပါဘိုးကြီးနဲ့ပတ်သက်တဲ့စာချုပ်စာတမ်းအလုံးကိုလည်းဝိလုံတော်ရဥရွှေထွန်းမှာတစ်ဆင့်သူမကြီးစီပေးပို့လိုက်ပါရွှေလန်းချမ်းမြေ့ပါဥပုံမြကိုရွှေထွန်းလေသားလေးမစင်းရတော့ဘူးပေါ့နော်အေးပေါ့လေသားလေးမစင်းရတော့ဘူးကိုရွှေထွန်းရဲ့ကိုရှိထွေးပါလားလာထိုင်ဒီမှာလာထိုင်ပါကိုရှိထွေးနေပါရပါတယ်ငါဒီမှာပဲထိုင်ပါမယ်အနွယ်နင့်ပွဲရုံလုပ်ငန်းအဆင်ပြေလားကိုရှိထွေးရေပွဲရုံကအတော့ကိုအောင်မြင်လာတယ်ဟုတ်လားအနွယ်ဖြစ်လေကျေးဇူးရှင်ဥပုညကြီးကိုတွေ့ချင်လိုက်တာဒီမှာသွားပြီးတွေ့ရမလဲအဲ့ဒါတော့ငါလည်းမပြောတတ်ဘူးနောက်တစ်ခါငါစီလာရင်လေနင့်စီကိုငါခေါ်လာခဲ့မယ်ဟာစိတ်သာချနော်ဟုတ်ကဲ့ဟောအဲ့ရှိမှဧည့်သည်လာနေတယ်ထင်တယ်တကားတော့ဖွင့်ထားတာပဲဝင်လာမှာပါဟာနင်တို့ချန်ကခေါင်းလုံးကြီးကလည်းဟောင်းလာပြီဟာအစ်စ်လဲလိုက်ပါလားအနွေရဲ့အဲ့ဒါတော့မလေးပြစီနေဟင်အင်းကြီးကဝေတွေကပါလာတဲ့ခေါင်းလုံးမှုလို့ပါဟောအနွေရှင်နင်သိတ်ကံကောင်းတာပဲနင်တောင်းတလိုက်တာနဲ့ဟိုမှာလာနေပြီတွေ့လားဥပုံညဆိုတာအဲ့ဒီလူကြီးပဲဟာအဲ့ဒီလူကြီးပဲဟုတ်လားအေးဝမ်းတာလိုက်တာဦးလေးလာပါရှင်လာပါလွယ်လီဦးလေးကိုသိတွေ့ချင်နေတာပဲဟိုဒီကိုရှိထွန်းကြီးကိုတော့ပြောနေသေးတယ်ဦးလေးရဲ့ဟုတ်လားဝင်းလုံးတော်ရကြီးကျမ်းမာရနော်ဟုတ်ကျမ်းမာပါတယ်ဦးတူမကြီးရှင်ရော့ကွယ်ဟောဒီစက်ကူလက်ကူဖြန့်ကြည့်လိုက်စမ်းဒါပထရီရဲ့တပုံပါလားဦးလေးဒါဘယ်ကယူလာတာလဲသူရောသူကဘာလဲဦးလေးနဲ့သူနဲ့တည့်သလားပထရီဘာမှလဲဦးလေးရဲ့သိရင်နွေကိုပြောပြပါလားဦးလေးရဲ့နွေသိရှင်လို့ပါရှင်ပထရီဘာမှလဲဦးလေးပြောစမ်းပါဦးလေးရဲ့ဖြည်းပေါ်တူမကြီးရဲ့ဦးလေးပြောပြပါမြင်ပြောပါဦးလေးမြင်ပြောပါနော်ဒီနေ့မနေ့9 နာရီမှာသူ့ကိုကြိုးပေးတတ်လိုက်ပြီသူတည်ပြီဟုတ်လားဦးလေးသူတည်သွားပြီဘယ်လိုအဖြစ်ယူနေပြန်ကျုံပြီးတပ်ဖြစ်တာလေဦးလေးပင်လေဓမြဘူကြီးရွှေကုန်းအဖြစ်နဲ့ကျိုးပေးခံရတာပဲကွယ်ဦးလေးအနေနဲ့ပြောချင်တာကတော့ရွှေကုန်းပက်ထရီဟာခင်မမနဲ့ရှုပ်ရှက်ဖြစ်ခဲ့တယ်ဆိုတာလုံးဝမဟုတ်ပါဘူးခင်မမနဲ့အထေးသားမောင်ဦးရဲ့စင်ထားတဲ့အကွက်တွေပါအဲ့ဒီထောင်ရောက်ကိုမိသွားတင်းတို့နှစ်ယောက်ကိုလည်းပက်ထရစ်ကလက်ဆက်တုံးပြလိုက်ပါလေအဲ့ဒါကိုတော့သူမကြီးမြတ်နေမယ်ကပက်ထရစ်ပုံမှာမန္တရကင်းရှင်းစမ်းပါကွယ်နော်ဦးလေးပြောလို့ရှင်းပါပြီဦးလေး
ဒါပေမဲ့အခုတော့ပထရစ်ကလူရဲ့ပုံမှာတန်တရားမရှိနဲ့အသက်ဆုံးလို့ရပြီပေါ့အေးဒီလိုတော့မဟုတ်ဘူးကွယ်အဖြစ်မှန်တွေအားလုံးပထရစ်သိသွားပါတယ်တူမကြီးဒါကြောင့်လဲသူကတူမကြီးတို့သားအမိအတွက်နေရေးထိုင်ရေးစီးပွားရေးကအစပေါ်ကွယ်စီစဉ်ပေးခဲ့တာပေါ့ရော့ယူလီကွယ်ဟောဒီမှာတူမကြီးအတွက်ပရမညာတစင်စားနဲ့စိတ်တစင်စားအဲ့ဒါလေပတ်ဖြစ်ပေးသွားတဲ့ရတနာတွေပဲခွဲယူပါတူမကြီးယူပါဒါဆိုရင်လူတို့အခုလိုအခြေအနေဖြစ်အောင်လုပ်ပြရပထရစ်ပေါ်တော့ဟုတ်လားဦးအေးပတ်ဖြစ်ကိုရွှေကောင်းရဲ့စေတနာတွေမြတ်တာတွေပေါ့ခွဲကဲတူမကြီးအရေးကြီးဆုံးကပတ်ဖြစ်ရဲ့အလောင်းကိုဒီနေ့လယ်မှာထောင်ကထုတ်ပေးလိမ့်မယ်အဲ့ဒါကိုတူမကြီးတို့ဦးလေးတို့ကတကြိုဖို့စီမံကြအောင်ဆိုရင်သူရဲ့အလောင်းရမယ်ဟုတ်လားလေအေးခွဲအေးဒါဆိုရင်ရမယ်အစ်စီတော့ခုသွားမယ်လွယ်ခုသွားမယ်မောင်လေးပထရစ်မမလာပြီမောင်လေးတူမကြီးညနင်းတွေဟေးမပြေးနဲ့လေဟဲ့တူမကြီးအိုးဒုက္ခတွေဖြစ်ကုန်တော့မှာပဲအဖြစ်ကိုထားကြည့်လဲပါဦးမောင်လေးအမလေးပထရစ်ကိုရှေ့ကောင်းကြီးပထရစ်ရှေ့ကောင်းကြီးမမတွေကိုထားကြည့်လဲပါဦးမောင်လေးရှင်ကျတဲ့ဝေရှိုးသားရီမင်းရဲ့ဘဝအခုတော့လေအပကြီးတဲ့သူကြီးဘဝကိုရောက်ရပြန်ပေါ်လာကွယ်မမနေရောလေဒီဘဝမှာမင်းရဲ့တပ်ပုံလေးအတူဟောဒီအင်းကြီးမှာတက်တဲ့လုံးလေးတော့ပါမြေကွယ်ကြောက်တဲ့လူပေါင်းဝေးတိတ်တဲ့သူမိမရနိုင်တေလူပြည့်ကျွေပလဲမြေခွေပါပြီခွေဖြေတာဒီပေဝဝကျွေပါဘာမစိုးရောရော伊斯兰女不去学高品，啥意思呀？虽然有些没拿度嘛，毛毛五品，有些没拿一为你，没毛品，对那些看毛单，公家品对他妈教为好，学装品没拿单手，手套品不记得，罗马怪品这个都看蚂蚁。娘娘生，一对人熬弄的一တူ娘娘的比，明天没得人来看我不抽卡，给他啥时候来年春夜给他热打过，对咱先有些没拿度嘛，对咱先看毛单，对咱先得抽拉面，对咱先这个都看蚂蚁，对咱先有人来看那个低收益，给他们三拿五单配年会个，对拉面个盘底被他玩的行。
ဒီလုံးမူပိုင်ဖြစ်ပြည်ရနာတေးတံတွင်အမှတ်151စုလေဘုရားလမ်းကဖြန့်ချီ၍ပြည်မြို့အတွက်တေးတံလေတေးတံကူဌာနတွင်ကူးယူနားဆင်နိုင်ပါကြောင်းချစ်တော်တာရှင်ပေါင်းလို့ရှင်ကျေးဇူးအထူးပဲတင်ပါတယ်ရှင်